J6 ကနေပြီးတော့ကြိုဆိုပါတယ်ကျွန်တော်စဉ်းစားမိတာတခုရှိတယ်ယောက်ျားလေးတော်တော်များများမှာကိုလိုချင်တဲ့အယုတ်တစ်ခုခုတော့ရှိကြမယ်လို့ထင်တယ်ဥပမာဆိုလို့ရှိရင်ဗျာကျွန်တော်တို့အဲတော့ဆိုလို့ရှိရင်ကားတို့ Lego တို့ PS2 တို့ PS4 တို့အဲ့လိုမျိုးအယုတ်တွေကိုလိုချင်ကြတယ်ပေါ့ဒါပေမဲ့အခုအသက်ကြီးလာတဲ့အချိန်မှာကျွန်တော်တို့ရဲ့အယုတ်လိုချင်နေဆိုတဲ့ level ကလည်းနည်းနည်း level မြင့်လာတယ်လို့ပြောရမယ် Yeah boy ကျွန်တော်အတွက်တော့အခုနောက်ပိုင်းကျွန်တော်လိုချင်ဆုံးအယုတ်တစ်ခုရှိတယ်အဲ့ဒီအယုတ်ကအယုတ်တော့မဟုတ်ဘူးအယုတ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အကုန်လုံးကိုယ့်ရဲ့စိတ်ကူးထဲမှာစဉ်းစားသမျှဟာကိုယ်တိုင်လက်တွေ့လုံနိုင်မယ်ဆက်လေးတစ်မျိုးပေါ့အဲ့ဒီဟာကတော့ 3D printer ဖြစ်ပါတယ် 3D printing concept ကကျွန်တော်အတွက်တော့တော်တော်ကြီးကိုမိုက်တယ်လို့ပြောရမယ်တကယ်လို့ကိုကောင်းထဲမှာစိတ်ကူးရလာတဲ့ပစ္စည်းတစ်ခုကိုကွန်ပျူတာထဲမှာဒီဇိုင်းဆွဲ print လုပ်ပြီးတော့ချိန်နဲ့ပဲစောင့်တာနဲ့ဒီလိုမျိုးကိုယ့်ရဲ့လက်ထဲမှာကင်လို့ရတဲ့ပစ္စည်းတစ်ခုဖြစ်လာတဲ့ concept လေးကိုကျွန်တော်ကတော့အကြိုက်ဆုံးပဲပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်အိမ်မှာလိုအပ်တဲ့ပစ္စည်းတစ်ခုခုပဲဖြစ်ဖြစ်ဒါမှမဟုတ် stand ပဲဖြစ်ဖြစ်ဘာလေးတစ်ခုတိတိလေးအစားကိုလိုအပ်တဲ့ပစ္စည်းတစ်ခုခုကို shopping mall တွေဒါမှမဟုတ် online shopping တွေမှာဘယ်လိုပြောခေါင်းချောက်ခံပြီးတော့ like ရှာနေရတာတက်စားလို့ရှိရင်တကယ်လို့ရှာလို့ရတဲ့ပစ္စည်းဆိုလို့ရှိရင်တော့ဝယ်လို့ရတာပေါ့ဒါကပြဿနာမရှိဘူးဒါပေမဲ့တကယ်လို့ရှာလို့မရတဲ့ပစ္စည်းတွေပါတယ်ဆိုလို့ရှိရင်တော်တော်ကြီးကိုဘယ်လိုပြောမလဲခေါင်းချောက်တယ်ပေါ့တကယ်လို့ကားနဲ့ပတ်သက်တဲ့ပစ္စည်းတို့ကျွန်တော်တို့ creator တွေပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ camera နဲ့ပတ်သက်တဲ့ပစ္စည်းတွေပါတယ်ဒီလိုပုံစံမျိုးတွေကတခါတလေကြားလို့ရှိရင်ရှာခတ်တယ်ဒါပေမဲ့တကယ်လို့ကျွန်တော်တို့မှာဒီလိုမျိုး 3D printer လို့စက်မျိုးတစ်ခုရှိတဲ့အချိန်ကြားလို့ရှိရင်ကိုယ့်ဟာကိုယ့်ရဲ့ကွန်ပျူတာထဲမှာဒီဇိုင်းဆွဲမယ်ဒီဇိုင်းဆွဲပြီးသွားလို့ရှိရင်ကိုလိုချင်တဲ့ size ကိုလိုချင်တဲ့ပုံစံအတိုင်းကိုယ့်ရဲ့စိတ်ကြိုက် print ထုတ်လို့ရတယ်ပေါ့အဲ့ဒီ concept ကိုကျွန်တော်ကတော်တော်ကြီးကိုသဘောကျတယ်ကဲအဲ့တော့ဒီနေ့ကျွန်တော်နဲ့အတူတူ Bamboo Lab ကနေပြီးတော့ထုတ်တဲ့ A1 3D printer ကို unboxing လုပ်ကြည့်ရစလိုက်ရအောင်
အခုမှပဲပြီးတော့တယ်ကြော်ညာတွေဘာတွေထဲမှာပြထားတာတက်လို့လို့ရှင်နိုင်ဝက်လောက်ပဲကြာမယ်လို့ပြောထားတယ်ဒါပေမဲ့တညာလုံးကြာသွားဘာဖြစ်လို့လဲဆိုတော့သူ့စီမှာပါလာတဲ့ဟာတွေကအကုန်လုံး pre-install လုပ်ထားတဲ့ဟာတွေပဲဒါပေမဲ့အပေါ်ကဒီဟာနဲ့ဆက်တာရယ်ဒီ base တွေဘာတွေကိုမူလီစုပ်ရတာတွေနဲ့ပြီးသွားရင်တက်ရတာတော်တော်ကြီးကိုအချိန်ယူသွားတယ်ပေါ့ဒါပေမဲ့ဟိုလိုမျိုးခက်ခက်ခဲခဲပစ္စည်းတွေအများကြီးနဲ့တည်ရမှာတစ်ခုချင်းဆင်ရတဲ့ပုံစံမျိုးတော့မဟုတ်ဘူးဒါပေမဲ့နိုင်ခွက်တော့မဟုတ်ဘူးတော်တော်ကြီးကိုကြားတယ်အဲ့တော့ဒီဟာလေးကိုကျွန်တော်အရင်ဆုံးကလိကြည့်လိုက်အောင်မယ်စမ်းကြည့်လိုက်အောင်မယ်ပြီးွားလို့ရှိရင်ဘာတွေကဘယ်လိုမျိုးကောင်းလဲဒါမှမဟုတ်ဒီ 3D printer ဘယ်လောက်ထိအသုံးဝင်လဲဆိုတဲ့ဟာကိုကျွန်တော်နောက်ကျလို့ရှိရင် review video လိုမျိုးပုံစံမျိုးလေးလည်းလုပ်မယ်ဒါပေမဲ့နောက်ထပ်တစ်ခုပြောချင်တာကနောက်နေ့ဒီကြာလို့ရှိရင်ကျွန်တော်ရဲ့ channel မှာ 3D printing နဲ့ပတ်သက်တဲ့ video လေးတွေလည်းကျွန်တော်ထပ်ပြီးတော့လုပ်အောင်မယ်တကယ်လို့ကျွန်တော်ရဲ့ပရိသတ်ကြီးတွေမှာ 3D printing လုပ်တဲ့ပုံစံတွေပါစိတ်ဝင်စားတယ်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ video လေးကိုသဘောကျတယ်ကြိုက်တယ်ဆိုလို့ရှိရင်အောက်မှာ like လေးနှိပ်ခဲ့ကြပါအောင်ကဲအဲ့တော့နောက်နေ့ကြာလို့ရှိရင်ဘယ်လိုမျိုးမလိုအပ်တဲ့ပေါက်ကရပစ္စည်းတွေကျွန်တော် print သွားမလဲဆိုတဲ့ဟာကိုနောက်ထပ်ဗီဒီယိုကြလို့ရှိရင်ပြန်ပြီးတော့တွေ့ပါမယ်ကျေးဇူးများတင်ပါတယ်တတား